ဘက်မှာလေအိမ်ဆန်းရှိလေးပေါ့မငကလေးနှစ်ကောင်လာနာနေတာကဟောသူကတော့ဘာလုပ်လာလဲဆိုရင်ငှက်ချောင်းကိုချောင်းနေရပါတော့အဲ့ငှက်တန်နေကြရင်လိုက်ချောင်းနေအတန်ကြားရင်တော့သွားတယ်ပုံနေဘာချောင်းနေမသိ